မရှိတယ်လမ်းကိုရထားတဲ့ခန္ဓာမှာလျှို့ဝှက်ချက်တွေအများကြီးရှိနေပါတယ်အဲ့ဒီလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖွင့်ရခဲ့သူကတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးပါပဲစံပြားမှသည်ခြေဘဝအထိပဂတိမျက်စိနဲ့မြင်ရတာလေးကိုပဲခန္ဓာလို့ထင်နေခဲ့တာကြာလှပြီပေါ့32ခုထာတာဆိုတဲ့အစုပုံရုပ်ချမ်းတဲ့အမြင်နဲ့ကြည့်ရင်မှပြင်ပအမြင်ခန္ဓာဟာအင်္ဂါမစုံသေးပါဘူးပြင်ပအမြင်ခန္ဓာကြီးကိုလူမြင်ကောင်းမှုအတွက်အတွင်းအင်္ဂါရက်တွေကမဏိမနာအလွတ်လွတ်ပေးနေကြတာကိုတော့သတိပြုနိုင်တဲ့သူအနေသားလားအစာအိမ်ဥသိမ်းဥမအသေးကြောက်ကပ်နှလုံးအဆုတ်ဆတဲ့ပထဝီဓာတ်ဆိုင်ရာအလုပ်အရေးနဲ့ဆိုင်တဲ့အာဘောဓာတ်ဆိုင်ရာအလုပ်လေနဲ့ဆိုင်တဲ့ဝါယောဓာတ်ဆိုင်ရာအလုပ်အပူအေးနဲ့ဆိုင်တဲ့တေဇောဓာတ်ဆိုင်ရာအလုပ်တာဝန်တွေကိုထမ်းဆောင်နေကြရတဲ့ခန္ဓာရဲ့အတင်းဝန်ထမ်းတွေကအများကြီးပါရွာသားဖျားတဲ့တကြီးကောင်းမှုဖြစ်အောင်လို့ပြင်ပအမြင်ခန္ဓာရွာသူကြီးကိုဝိုင်းဝန်းပံ့ပိုးနေရတဲ့အတွင်းအင်္ဂါရွာသားတွေအများကြီးရှိနေပါသေးတယ်အရေးပြားကကာချထားလေတော့အတွင်းနဲ့အပြင်နယ်နိမိတ်စီးကြောင့်တကြီးအိမ်ရွာသားဝင်ခွင့်မရသလိုရွာသားတွေစီကိုလည်းတကြီးမရောက်နိုင်တယ်လို့ဖြစ်နေတာပေါ့ဒီတော့ရွာသားတွေဟာအတွင်းပိုင်းမှာစင်စင်ရဲညင်ညစ်ပတ်ပတ်နဲ့ရုံရှားပွဲရပေးချမ်းနန်းစောနေတာကိုတကြီးခမမသိရှာဘူးပေါ့တကြီးလောက်ကဘာလဲသူကတော့ခေါင်းပေါင်းစထောင်လက်မထောင်မှုပဲမဟုတ်လားအပေါ်ရန်ဆန်တဲ့အပြုံးတွေနဲ့ပရိတန်တဲ့စကားတွေနဲ့ตาယာလို့ကျယ်ဝန်းလာတဲ့ပြည့်ညတ်နယ်ပယ်ကြီးထဲမှာဝင်ဆက်နိုင်အောင်အမျိုးမျိုးပုံပုံရက်တီကြိုးစားလို့ပေါ့ကိုယ့်ရဲ့အတွင်းခန္ဓာမှာကိုယ်နဲ့ဆက်ဆက်နေတဲ့ရွာသားတွေအများကြီးရှိနေပါသေးလားဆိုတာကိုမှတတိမထားမိလေတဲ့ဒီတီကြီးဟာငါတဘောကိုဝန်မလေးတော့ဘူးပေါ့ဒီလိုအတွင်းခန္ဓာအပြင်ခန္ဓာနှစ်ပိုင်းကွဲပြားခြားနားမှုကလေးကိုတော့မှရိပ်မိထားခြင်းမရှိခဲ့ဘူးဆိုရင်ဖြင့်ဘယ်လိုလုပ်ပြီးတကြီးကောင်းဖြစ်နိုင်ပါတော့မလဲပြင်ပမြင်ရတဲ့ကြုတ်ချမ်းခန္ဓာနဲ့အတွင်းကမမြင်ရဘူးဆိုတာကအရေးပြားတွေဖုံးကာထားလို့ပါအဲ့လိုအတွင်းကမမြင်ရတဲ့ကြုတ်ချမ်းခန္ဓာအုပ်စုနဲ့စုကွဲပြားမှုနဲ့အတူအတွင်းပြင်ဆက်ဆက်ရှင်သန်ရပ်တည်နေခဲ့ရတဲ့တဘာဝကမှတတိမထားခဲ့မိဘူးဆိုရင်ဖြင့်ဘုရားရှင်ဟောပြတော်မူခဲ့တဲ့ဓမ္မခန္ဓာကိုဘယ်လိုလုပ်ပြီးမြင်နိုင်ပါတော့မလဲပဂတိမျက်စိနဲ့မြင်ရတဲ့အကျမ်းတွေထဲမှာတော့မှပြင်ပအမြင်ခန္ဓာကိုသာစောင်းပေးနေကြတဲ့တကြီးနဲ့တူတဲ့ပုထုဇဉ်တွေဖို့ပဂတိမျက်စိနဲ့မမြင်နိုင်တဲ့ဘုရားရှင်လိုတော်ကြအတွင်းဓမ္မခန္ဓာကိုမြင်ဖို့ကနောက်တစ်ဆင့်ဝေးလို့နေပါတော့တယ်ရုပ်ချမ်းခန္ဓာပေါ်မှာတော့တံဝေကဉာဏ်မဖြစ်သေးရင်အနုဇာဓမ္မခန္ဓာကိုမြင်ဖို့ရယ်ဓမ္မဉာဏ်ဖြစ်ဖို့ရယ်ကတော့တော်တော်မလွယ်တဲ့ကိစ္စပါပဲကိုယ်ကသာအပြင်ခန္ဓာကြီးကိုဦးစားပေးရှေ့တန်းတင်ရင်လှအောင်ပအောင်မွေးအောင်တင့်တယ်အောင်ကြည်ကောင်းအောင်အစင်တစားအမွှေးနံသာမျက်နှာမူရာမျိုးမျိုးနဲ့မကြီးစရန်တစားစင်မွမ်းမံနေသလောက်ဘုရားရှင်နဲ့တပည့်သားတော်ကအရှင်မြတ်တွေကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်လောက်ကတည်းကဆက်ဆုပ်ဖွယ်ရာခန္ဓာရဲ့အပြစ်နာစာတွေကိုအထက်ထအခါကမှားကြားမိမ့်မခဲ့တာပါခန္ဓာဝဲကပါဠိတော်တဲကသီလဝန္ဒတုတ်မှာအရှင်မာကောဋိကမထေရကြီးကအရှင်သာရိပုတ္တရာအားမေးပုံကိုကြည့်ပါမေးတယ်ဆိုလို့မသိလို့မေးတာမျိုးမဟုတ်ပါဘူးနောင်လာနောက်သားတွေအတွက်အဆုံးအမစကားခြံထားခဲ့ခြင်းလို့ပါနှစ်ပါးစလုံးဟာအဲ့ဒီအချိန်မှာယဟန္တာမထေရမြတ်ကြီးတွေဖြစ်နေပါပြီဒါအပြင်ဣတတက်ဂုံလူအသီးသီးရထားကြတဲ့မထေရမြတ်ကြီးတွေပါအရှင်သာရိပုတ္တရာကပညာဉာဏ်ထက်မြက်ကြီးကျယ်တဲ့အရာမှာဣတတက်ရတဲ့ဘုရားရှင်ရဲ့လက်ရရန်ကိုတော်မြတ်ကြီးဖြစ်သလိုအရှင်မာကောဋိကဟာပရိသံမိတာဉာဏ်ရာမှာဣတတက်ရတဲ့မဟာထေရမြတ်ကြီးပါနောက်ခံနေရာဌာနကတော့ဘာနတိပိဣတိပတနာမိဂရာဝံတောတနေရာမှာပေါ့အရှင်မာကောဋိကမထေရမြတ်ကြီးက
အရှင်သာရိပုတ္တရာကိုငါရှင်သာရိပုတ္တရာသီလရှိသောယဟန်သည်အဘယ်တရားကိုအသင့်အားဖြင့်နှလုံးသွင်းအပ်ပါသနည်းငါရှင်ကောဋ္ဌိကသီလရှိသောယဟန်သည်ဥပါဒာနှင့်ခန္ဓာ၅မျိုးတို့ကိုမမြဲဟု၍ဆင်းရဲဟု၍ယောဂဟု၍အနာဟု၍ညှောင့်ဟု၍ပင်ပန်းမှုဟု၍နာကျင်မှုဟု၍သစိမ်းပြင်ပဟု၍အပြက်တရားဟု၍စိတ်သုံးသောတရားဟု၍အတ္တအနှစ်သာရမရှိဟု၍အသင့်အားဖြင့်နှလုံးသွင်းအပ်ကုန်၏အဘယ်၅မျိုးတို့နည်းဟုမူ၁ရုပ်ဟုသောဥပါဒာနှင့်ခန္ဓာ၂ဝေဒနာဟုသောဥပါဒာနှင့်ခန္ဓာ၃တင်ညာဟုသောဥပါဒာနှင့်ခန္ဓာ၄သင်္ခါရဟုသောဥပါဒာနှင့်ခန္ဓာ၅ဝိညာဉ်ဟုသောဥပါဒာနှင့်ခန္ဓာတို့သည်ငါရှင်သီလရှိသောယဟန်သည်ဤဥပါဒာနှင့်ခန္ဓာ၅မျိုးတို့ကိုမမြဲဆင်းရဲယောဂအနာညောင့်ပင်ပန်းမှုနာကျင်မှုသစိမ်းပြင်ပအပြက်တရားစိတ်သုံးသောတရားအတ္တအနှစ်သာရမရှိဟု၍အသင့်အားဖြင့်နှလုံးသွင်းသည်ရှိသောသောတာပတ္တိဖို့ကိုမျက်မှောက်ပြုနိုင်၏သောတာပန်ယဟန်ဖြစ်ပြီးလင်လည်းဤဥပါဒာနှင့်ခန္ဓာ၅မျိုးတို့ကိုပင်လင်မူလနှလုံးသွင်းခဲ့သည့်အတိုင်းရှုမှတ်ပါကသဂရာဂာမိဖို့ကိုရောက်နိုင်၏သဂရာဂံယဟန်ဖြစ်ပြီးလင်လည်းဤဥပါဒာနှင့်ခန္ဓာ၅မျိုးတို့ကိုပင်လင်မူလနှလုံးသွင်းခဲ့သည့်အတိုင်းရှုမှတ်ပါကအနာဂါမိဖို့ကိုရောက်နိုင်၏အနာဂံယဟန်သည်လည်းဤဥပါဒာနှင့်ခန္ဓာ၅မျိုးတို့ကိုပင်မူလနှလုံးသွင်းအတိုင်းဆက်လက်ရှုပွားပါကအရဟတဖို့ကိုမျက်မှောက်ပြုနိုင်သောအကြောင်းရှိ၏ငါရှင်သာရိပုတ္တရာယဟန္တာသည်အဘယ်တရားတို့ကိုအသင့်အားဖြင့်နှလုံးသွင်းအပ်ပါကုန်သနည်းငါရှင်ကောဋ္ဌိကယဟန္တာသည်လည်းဤဥပါဒာနှင့်ခန္ဓာ၅မျိုးတို့ကိုမမြဲဟု၍ဆင်းရဲဟု၍ယောဂဟု၍အနာဟု၍ညောင့်ဟု၍ပင်ပန်းမှုဟု၍နာကျင်မှုဟု၍သစိမ်းပြင်ပဟု၍အပြက်တရားဟု၍စိတ်သုံးသောတရားဟု၍အတ္တအနှစ်သာရမရှိဟု၍အသင့်အားဖြင့်နှလုံးသွင်းအပ်ကုန်၏ငါရှင်ယဟန္တာအားတစုံတစ်ခုသောယဟန်ကိစ္စကိုနောက်ထပ်ပြုဝယ်မရှိတော့ပြီပြုအပ်ပြီးသောတရားကိုလည်းထပ်၍ပွားဝယ်မရှိတော့ပြီစင်စစ်တော်ကဤတရားတို့ကိုလေ့လာပွားများအပ်ကုန်သည်ရှိသောမျက်မှောက်၌ချမ်းသာစွာနေရခြင်းက၎င်းသတိတမစင်အလို့ငါ၎င်းဖြစ်ကုန်၏ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အဆုံးအမကိုဓာတ်ရရခဲ့ကြလို့ကိလေသာအာသဝေါတွေကုန်ခန်းသွားခဲ့ကြတဲ့ယဟန္တာမထေရမြတ်ကြီးတွေရဲ့မှတ်သားဖွယ်ရာနှုတ်ထွက်စကားတွေပါတနည်းအားဖြင့်ဓမ္မအတန်တော်တွေပါပဲဒီတော့ကငါမှငါခန္ဓာမှငါခန္ဓာရဲ့လို့ပြင်ပအမြင်ခန္ဓာကြီးကိုဦးစားပေးရှည်တန်းတင်ရင်ကလူမှုဆက်ဆံရေးနယ်ပယ်ကြီးထူထောင်လို့ပြောနေကြဆိုနေကြတာတွေဟာသူတော်မြတ်ကြီးတွေရဲ့ဓမ္မအမြင်နဲ့တော့ဖီလာဆန့်ကျင်ကိုဖြစ်နေတော့တာပါပဲအဲ့ဒီလိုလူတွေကိုခင်ဗျားမှာဓမ္မရဲ့ရှုဝတ်တဲ့အတွင်းခန္ဓာတွေရှိတယ်ဆိုတာသိပြီးပြီလားလို့သွားမင်းဒါကျုပ်တို့အလုပ်မဟုတ်ဘူးဘုန်းကြီးတွေအလုပ်ပဲလို့ဖြေကြမှာပါပဲဘုရားရှင်ရဲ့အဆုံးအမတိုင်းကိလေသာငြိမ်းချမ်းအလုပ်တွေကိုလုပ်နေတဲ့သူဆိုရင်ဘိက္ခုယဟန်လို့ခေါ်ပါတယ်လို့ဘုရားရှင်ကိုယ်တော်တိုင်မိန့်မြွက်ခဲ့ပြီးပါပြီအခြေအနေအရအစင်ယဟန်ဖြစ်ခွင့်မရပေမဲ့ကိလေသာငြိမ်းချမ်းအလုပ်လုပ်နေတဲ့အတွင်းယဟန်ဖြစ်နေရင်ကိုပဲဓမ္မရဲ့ရှုဝတ်တဲ့အတွင်းခန္ဓာကိုရှာဖွေရှုမှတ်တဲ့အလုပ်ဟာငါအလုပ်မဟုတ်ဘူးလို့မပြောတော့ပါဘူးသူ့အလုပ်ကိုယ်အလုပ်လို့လည်းမခွဲခြားတော့ပါဘူးတုတာကုတာလို့လည်းမတတ်မှတ်တော့ပါဘူးပညာနဲ့မှုသာသူငါလို့သုံးပေမဲ့သူလုံနိုင်ရင်သူချမ်းသာမှာပဲဆိုတာသိနေပြီးသားပါသူမလုံနိုင်ရင်တော့လေသူဆင်းရဲနေဦးမှာပဲဆိုတာသိနေပြီးသားပါဒါပေမဲ့အစင်ယဟန်ရဲ့အလုပ်ကအစင်ယဟန်ဖြစ်ခွင့်မရကြရတဲ့အတွင်းယဟန်နဲ့တော့နှစ်ဆမကအစ90သားသိနာကတော့ဘ
ပြောဖို့မလိုဘူးလို့ထင်ပါတယ်အချို့သောယောဂီအတွင်းယဟန်တွေဟာထိုက်တဲ့ခန္ဓာဝင်ကိုထမ်းဆောင်ပြီးတာနဲ့တပြိုင်နက်ဥပါဒါနဲ့ခန္ဓာ၅ပါးရဲ့အဆိုးကျိုးအပြစ်တွေကိုဉာဏ်ထဲမှာတက်ဝင်လာဖို့မနီမနာရှုမှတ်ပွားများနေကြတာအားရစရာပါပဲဒါကြောင့်မို့မှန်ကြည့်လို့ရတဲ့ကင်တွယ်ထိတွေ့လို့ရတဲ့မျက်မြင်ပြင်ပခန္ဓာကြီးပေါ်မှာတာယာမိန်မှုရင်းနဲ့အချိန်ကုန်ခံမနေပဲဘုရားရှင်ကိုယ်တော်မြတ်ကြီးညွှန်ပြတော်မူခဲ့တဲ့ဥပါဒါနဲ့ခန္ဓာ၅ပါးကိုဉာဏ်မျက်စိနဲ့မြင်ခွင့်ရဖို့အတွက်အချိန်ပေးဖို့လိုပါတယ်သာသနာနဲ့ကြုံတုံးလူဖြစ်တုံးလေးမှာမှဥပါဒါနဲ့ခန္ဓာ၅ပါးကိုဉာဏ်မျက်စိနဲ့မြင်ခွင့်မရသွားရင်ဖြင့်နောင်ရင်အတွက်ရင်လေးเสียပါခန္ဓာ၅ပါးဒုက္ခသစ္စာဆိုတဲ့အမြင်ကိုမှဉာဏ်မဆက်ရောက်ခဲ့ရင်ဖြင့်လမ်းခွဲလမ်းမှွာတွေများလာတဲ့ပညာနယ်ပယ်ကြီးထဲမှာတဝဲဝဲလဲလို့ဘယ်လမ်းကိုလိုက်ရမှမသိအောင်ဖြစ်တတ်ပါတယ်ကံလန်းဇန်လန်းဉာဏ်လန်းသုံးခုရှိတဲ့နေ့ကအောက်ခြေဖြစ်တဲ့ကံလန်းကံနယ်ပယ်ကြီးဟာကျယ်ဝန်းသလောက်မျက်စိလဲဖို့လည်းကောင်းလာပါတယ်ခန္ဓာကိုယ်တော်မှကံမျက်စိနဲ့ပဲကြည့်ပြီးဆုံးဖြတ်နေကြတာတွေကိုပဲကြည့်ပါကံနယ်ပယ်ကြီးဟာလူတွေကများသလောက်ကံအကျိုးပေးမျိုးမျိုးကစမ်းကြင်နေတော့အယူဝါဒအမျိုးမျိုးဆွဲဆောင်မှုမျိုးမျိုးအပေါ်မူတည်ပြီးတော့အားကျမှုမျိုးမျိုးတွေရှိလာတတ်တာဓမ္မတာပါပဲကံရဲ့စမ်းကြင်မှုတရားကပြင်စလက်ပြကွက်တီလိုလှည့်စားတတ်တာမှုပုထုဇဉ်တွေဟာတဏှာရဲ့သားကောင်တွေပြီးအဝိဇ္ဇာရဲ့ဘက်တော်သားတွေပြီးဟုတ်နိုးနိုးနဲ့အတိမဲ့လင်မျောခြင်းတန်ညာထဲမှာမျောပါသွားတော့တာဟောဇန်လန်းနဲ့ရောက်ပြန်တော့လေပိုးလူတောင်စမ်းကြယ်ပြန်ရောချိုးကြံချွေတာအကျင့်မြတ်တွေနဲ့ဆိုတော့တကိုးတွေတိတ်တိတွေမဟိတိတွေကပိုးပြီးအစစ်မြင့်တဲ့အာယုန်တွေနဲ့ဆွဲဆောင်ပြန်ရောဖះရှင်နဲ့တကူအိဋ္ဌိပတ်ပြည့်စုံတဲ့သူဆိုတာမရှိနိုင်ပါဘူးဒါပေမဲ့ဖះရှင်ကိုယ်တော်တိုင်တကူအိဋ္ဌိပတ်တွေကိုအားပေးတော်မမူခဲ့ပါဘူးဝိနည်းတွေတန်တရားပြေပြောက်စေဖို့အတွက်လူအပ်မှအသုံးပြုတာပါဖះရှင်ပေါ်တရားကြီးညိုစိတ်အပြည့်နဲ့ထီးနှံဆွန်းပြီးခြေချင်းခီးလျှောက်လို့တောထွက်လာခဲ့တဲ့ပက္ကုတာတိမင်းကြီးကိုပင်လင်ဘုရားရှင်ကိုယ်တော်မြတ်ဟာချီးမြှင့်တဲ့အနေနဲ့45ယူဇနာဝေးတဲ့အရက်ကိုဇန်ခီးမသုံးပဲခြေကျွင်ကြခဲ့ပါတယ်အဲ့ဒါကိုကြည့်ရင်ဘုရားရှင်ရဲ့မဟာကရုဏာဉာဏ်တော်ကြီးကိုမှန်းဆကြည်ညိုကြည့်ဖို့ကောင်းပါတယ်နောက်တစ်ခုကဘုရားဖြစ်ခါစမှာပြင်စဝဲကြီး၅ပါးကိုတရားဥဟောဖို့အတွက်ဥရဝေလတောကနေမိဂရာဝန်တောတိ18ယူဇနာခီးကိုတကူတော်နဲ့တက်တက်တတာကြွလို့ရခဲ့ပေမဲ့ဥပကတက္ကတွန်းရဲ့နောက်တစ်ချိန်မှာသာသနာရဲ့ရောက်လာမဲ့အရေးကိုတပ်ပြညုတဉာဏ်တော်နဲ့ထောက်ရှုပြီးတကားလားဥပကနဲ့မစုံဖြစ်အောင်ခြေချင်းကြွသွားတော်မူခဲ့တာကိုလည်းမှန်းဆကြည်ညိုကြည့်ပါတကယ်အနိုင်မဲ့ကိုရောမြတ်ကြီးကတကူတွေအိဋ္ဌိပတ်တွေနဲ့မလုံးပေးပြီးဆွဲဆောင်လို့မရှိပါဘူးအချိန်ကန့်သက်ချက်အရာတိတ်အရေးကြီးတဲ့အခါမျိုးမှမသုံးမဖြစ်လို့ထုတ်သုံးတာမျိုးပါခန္ဓာ၅ပါးယုံနာ2ပါးရဲ့ဒုက္ခသစ္စာကိုမြင်ပြီးတခါလားဒုက္ခនិရောဓဂာမိနိဆိုတဲ့ဒုက္ခချုပ်ငြိမ်းရာအမှန်နိဗ္ဗာန်ကိုသိမြင်တဲ့ဉာဏ်ရကြဖို့ကိုသာဘုရားရှင်ကအမြဲဥထိတ်ထားပန်းစင်စေခြင်းတာပါအဲ့တော့ဇန်လန်းဟာဆွန့်လွတ်မှုအကျင့်တွေနဲ့ဝိုင်းရံနေတာမို့စမ်းကြယ်တာကိုကြိုက်တဲ့ပုထုဇဉ်တွေဖို့အထင်ကြီးခြင်းအံ့ဩတုန်လှုပ်ခြင်းတို့နဲ့အတူတဏှာနဲ့အဝိဇ္ဇာရဲ့တတ္တိတွေဟာပိုပြီးကြွတက်လာတတ်တဲ့အတွက်အန္တရာယ်ပူများလာပါတယ်ဉာဏ်လန်းရောက်ရင်တော့မှလမ်းခွဲမျိုးမျိုးရှိနိုင်ပါသေးတယ်ဒါပေမဲ့ဒါကငါလန်းသူ့လန်းလို့ပြဉ္ညာနဲ့ခွဲခြားသတ်မှတ်လို့သာလမ်းမျိုးမျိုးရှိတယ်လို့ထင်ရတာပါတကယ်မှာတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကနိဗ္ဗာန်သို့သွားရလမ်းသည်တစ်ခုတည်းသာရှိသည်ထိုလမ်းကမဂ်ခင်၈ပါးအကျင့်မြတ်ပေသည်ဟုတရားဥဒေသနာဓမ္မစကြာထဲမှာအတိလင်းထုတ်ပေါ်ခဲ့ပြီးသားပါဆရာဆိုတဲ့နေရာမှာလဲတတ္ထာဒီဝမနုဿာနံလူနတ်ပြင်မှာတတ္တဝါအလုံးဤတဆူတီးသောဆရာဖြစ်တော်မူသောမြတ်စွာဘုရားဆိုတဲ့ဂုဏ်တော်နဲ့အညီတဆူတည်းပါပဲအ
အရှင်သာရိပုတ္တရာမထေရမြတ်ကြီးမှသည်ယနေ့ခေတ်မိမိနဲ့ထိတွေ့ဆက်ဆံနေကြရတဲ့မထေရမြတ်ကြီးများအထိအားလုံးဟာဘုရားရှင်ရဲ့တပည့်သားတန်ဃာတော်များတနည်းအားဖြင့်ဆရာကောင်းတစ်ပည့်ပြီးသားခဲ့ကြတဲ့ဆရာတော်အရှင်သူမြတ်ကြီးများဖြစ်ကြပါတယ်သူဆရာငါဆရာဆိုတဲ့အစွဲမရှိလေမှဆရာတို့ကိုမွေးဖွားခဲ့လေတဲ့မူလဆရာအရှင်ဖြစ်တော်မူတဲ့ဘုရားရှင်ကိုရမြတ်ကြီးရဲ့တတ္ထာဒေဝမနုဿာနံဆိုတဲ့ဂုဏ်တော်ကိုအာယုံပြုကြည်ညိုနိုင်မှာပါဒါကြောင့်မို့တကြောင်နဲ့ရှိတဲ့ဉာဏ်လမ်းမှာတော့မှအစွဲကင်းအောင်မနှင်းရှင်းပြနေရသေးရင်လမ်းကြောင်းများတဲ့လမ်းခွဲလမ်းမှွာတွေများလွန်းလာတဲ့စမ်းကြဲတဲ့အာယုံနယ်ပယ်နဲ့ဆက်ဆက်နေတဲ့ကံလန်းဇံလန်းတွေကိုဖယ်ခွာပြီးဉာဏ်လန်းစီကိုတက်လာဖို့ကအတော့ကိုမလွယ်တဲ့ကိစ္စပါပဲဒါပေမဲ့မလွယ်ဘူးဆိုတာကကိလေသာဘက်ကဖြစ်နေတာပါတတိပဋ္ဌာန်ရှုမှတ်မှုနဲ့ကိလေသာကိုခွာလို့ဉာဏ်လန်းပေါင်ရောက်ရင်ဖြင့်လွယ်လာပါလိမ့်မယ်ကိလေသာဟာလွယ်နေတာကိုခက်အောင်လုပ်တတ်ပါတယ်ကိလေသာရဲ့သဘာဝကိုသိပြီးမဲခင်၈ပါးအကျင့်မြတ်နဲ့ဖယ်တတ်ခဲ့ရင်ဖြင့်ဉာဏ်လန်းပေါ်ရောက်တဲ့အခါသဘာဝအတွင်းခန္ဓာ၅ပါးကိုအထင်သာမြင်ရပါလိမ့်မယ်ခန္ဓာ၅ပါးနဲ့ပတ်သက်လို့မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့အဆုံးအမကတော့ရှင်းလင်းပြတ်သားလှပါတယ်ဒကာဒကာမတို့ခင်ဗျားတို့မြင်နေရတဲ့ခန္ဓာကြီးကခွေးဟောင်တဲ့ခန္ဓာကြီးဗျအဲ့ဒီခွေးဟောင်တဲ့ခန္ဓာကြီးကိုရှုရင်တမထပဲခင်ဗျားတို့ဝမ်းကောင်းထဲမှာခွေးမောင်နိုင်တဲ့ခန္ဓာ၅ပါးရှိနေတယ်အဲ့ဒါကိုရှုနိုင်မှဝိပဿနာဖြစ်မယ်မိုးကုတ်ဆရာတော်ကြီးအဲ့ဒီလိုပြောကြားခဲ့သလိုကျေးဇူးတော်ရှင်မာစီဆရာတော်ဘုရားကြီးကလည်းခန္ဓာ၅ပါးနဲ့ပတ်သက်လို့လင်္ကာလေးနဲ့ဆုံးမခဲ့ပါတယ်ဝိပဿနာဉာဏ်ဆိုတာဘယ်ဟာရှုအပ်ပါသနည်းဆွဲလန်းနိုင်ရာငါးခန္ဓာမှန်စွာရှုအပ်ပါတည်းခန္ဓာ၅ပါးဆိုတာဥပါဒံရဲ့အာယုံပါပရိစ္ဆေသမုပ္ပါဒေသနာယဥပါဒံရဲ့သဘောကတဏှာဆိုတဲ့လူချင်းချင်းမှလွတ်မြောက်ပြီးမရမနေအယူမှုဆွဲလန်းလာတဲ့သဘာဝတစ်ခုဖြစ်လာတာကိုဆိုလိုတာပါပဲဒီတော့ဒီဥပါဒံဟာဘာကိုလှမ်းပြီးအာယုံယူတယ်လဲဆိုတော့ခန္ဓာ၅ပါးကိုပဲအာယုံယူလေးရှိပါတယ်တဏှာကတဆင့်ကြီးထွားလာတဲ့တဏှာတတ္တိအကြီးစားကြီးမှုလို့လဲတဏှာအခြေခံဖြစ်တဲ့ငါနဲ့လှမ်းတွေ့တာပါဘာကိုတွေ့တယ်လဲဆိုတော့ရုပ်ဆိုတဲ့ဖောက်ပြန်မှုခန္ဓာကိုငါလို့ထင်နေတာဝေဒနာဆိုတဲ့ခံစားမှုခန္ဓာကိုငါလို့ထင်နေတာတင်ညာဆိုတဲ့မှတ်သားမှုခန္ဓာကိုငါလို့ထင်နေတာသင်္ခါရဆိုတဲ့စေတနာလှုံ့ဆော်မှုခန္ဓာကိုငါလို့ထင်နေတာဝိညာဉ်ဆိုတဲ့အာယုံကိုသိမှုခန္ဓာကိုငါလို့ထင်နေတာတွေပေါ့တဘာဝခန္ဓာတွေဟာသူ့အတိုင်းသူနေခွင့်မရဘူးတဏှာဥပါဒံကလှမ်းပြီးအာယုံယူလှမ်းပြီးတွေ့တာနဲ့ကိုပဲသူတို့ဟာအတွင်းစည်းတွေကိုဝင်လာရတာအတွင်းစည်းတွေရောက်လာတော့လေတဘာဝခန္ဓာတွေပြီးသူတို့ဟာပေါ်ပြီးပြောက်ဖြစ်ပြီးပြည့်တဲ့တဘာဝကိုပြကြပါသေးတယ်ဒါပေမဲ့တဏှာကလက်မခံဘူးဥပါဒံကညှင်းပယ်တယ်အရှိတရားကိုညှင်းပယ်ရင်ကဒါတွေဟာငါခန္ဓာပဲလို့ပြညတ်တင်ပြလိုက်တယ်နှလုံးသွင်းပြလိုက်တယ်ဒီတော့ကငကူကတဘာဝခန္ဓာတွေဟာငါဆွဲတဏှာဆွဲဥပါဒံဆွဲတွေကြောင့်ဥပါဒံနဲ့ခန္ဓာတွေဖြစ်ကုန်ကြတော့တာပေါ့ဥပါဒံဖြစ်ပြီးကံတွေလှုပ်ဖြစ်ပြီးအပြောကျယ်လှတဲ့ကံတွေပဲကံလန်းပေါ်ကိုပြန်ဆင်းသွားပြီအဲဒီကဇာတိဇရာမရဏတောကပရိဒေဝတွေဇက်တိုက်လာပြီဒါကြောင့်ကံကပြီးလက်ဆောင်စုလို့ကောင်းထင်နေနဲ့ဒုက္ခတွေပဲပြီးမှဒုက္ခသစ္စာပဲရမှာဆိုတာဘုရားရှင်ကဟောတော်မူခဲ့တာယဟန်တို့သင်တို့သည်ကိုယ်အတ္တမဟုတ်သောတရား၌လူချင်းဆွဲမဲ့မှုဆန္ဒရာဂကိုပယ်ရမည်ယဟန်တို့အဘယ်သည်ကိုယ်အတ္တမဟုတ်သနည်းယဟန်တို့ယုတ်သည်ကိုယ်အတ္တမဟုတ်သင်တို့သည်ထိုယုတ်၌လူချင်းဆွဲလန်းမှုဆန္ဒရာဂကိုပယ်ရမည်ဝေဒနာသည်ကိုယ်အတ္တမဟုတ်တင်ညာသည်
ကိုအတ္တမဟုတ်သင်္ခါရသည်ကိုအတ္တမဟုတ်ဝိညာဉ်သည်ကိုအတ္တမဟုတ်သင်တို့သည်ထိုသို့သောကိုအတ္တမဟုတ်သောတရားခန္ဓာ၅ပါးတို့၌လူချင်းဆွဲမဲ့မှုစန္ဒရာဂကိုပယ်ရမည်ထိုခန္ဓာ၅ပါးတို့၌မလိုချင်မှုငြီးငွေ့မှုများဖြစ်နေလျင်ပဋိသန္ဓေနေမှုအိုမှုတေမှုစိုးရိမ်မှုငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုပြင်းစွာပင်ပန်းမှုတို့မှလွတ်၏ဆင်းရဲပေါင်းမှလည်းလွတ်၏ဟုငါဆို၏ခန္ဓာဝက်ကတန်ရုပ်ပါဠိတော်ရဲ့အနတ္တတုတ်နဲ့နိဗ္ဗိဒာဘဟုတတုတ်တွေမှာဘုရားရှင်ဟောခဲ့တာတွေပါဒါကြောင့်မို့ဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်ဆွဲလန်းနိုင်စရာခန္ဓာ၅ပါးကိုမြင်အောင်ကြည့်ပြဖို့အရေးတကယ်ကိုအရေးကြီးလှပါလားဆိုတာသတိပြုစေခြင်းပါတယ်လမ်းခွဲတွေအယူဆတွေမတူကြတဲ့စမ်းကြယ်လာတဲ့ကံလန်းဇန်လန်းတွေနဲ့ရှုပ်ထွေးပွေလီလာတဲ့မျက်မြင်လောကကြီးထဲမှာခန္ဓာ၅ပါးဆိုတဲ့အာယုန်တစ်ခုတည်းကိုပဲလမ်းကြောင်းတစ်ခုတည်းကိုပဲဝိပဿနာဉာဏ်မြင်ကပ်လို့ကိုယ်ခန္ဓာမှာရှုမြင်သုံးသပ်ရေးကအရိယာမေညာအစဉ်စဉ်ရဲ့လှမ်းလင့်ကြိုးစိုးနေမှုပေါ်ကြည်သာရှင်ပြစွာခံယူနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်မေတ္တာပို့သလိုက်ရကြောင်းပါ